သုံးငိမ်သုံးကရွတ်ဆို၍ဘုရားရှိခိုးကြောကြပါစို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြန်မာလိုရှိခိုးကြမယ်လိုက်စို့ကိလေသာမှန်သမျှကင်းစင်ပါ၍မကောင်းမှုဆုံးအကုသိုလ်ကိုစိတ်ကွယ်ရှိလေမပြုမြဲသည်အရဟံဂုဏ်ထင်ဖယားရှင်လုံးစုံထင်ရှားမြတ်တရားကိုဆရာမကူကိုတော်မူဖြင့်မကျွင်းမကြံအတိမှန်သည်သမ္မာသမ္ဗုဒ္ဓဂုဏ်ထင်ဘုရားရှင်ဘုံတော်ဆုံးဆုံးတကောဂုဏ်နှင့်ထူးမြတ်ထင်ပေါ်ပြည့်စုံတော်မူသည်ဘဂဝါဂုဏ်ထင်ဘုရားရှင်ထိုဘုရားရှင်အားတပည့်တော်များကဘုံတော်ကိုမှန်ဘုံတော်လွှမ်းကဥချရိုကြိုးလက်ဆုံးမိုး၍ရှိခိုးပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုဓမ္မသဘင်ကိုဘုရားရှိခိုး၍ဖွင့်လှစ်လိုက်ပါပြီပရိသတ်ပေါင်းတော်ကောင်းတို့သင်လျော်တဲ့ဣရိယာပုများဖြင့်တရားတော်များနာယူမှတ်သားနိုင်ကြပါပြီဒီနေ့ဟောကြားခြင်းမြင်ပေးတော်မူမယ့်တရားတော်ရဲ့အမည်ကမချစ်မမုန်းအကောင်းဆုံးမချစ်မမုန်းအကောင်းဆုံး사랑하지 않고 미워하지 않는 것이 가장 좋은 것입니다. 코리아로. 사랑해요. 짜부래 뭐라 사가리 지지 코리아 브리더데. 사랑해요. 사랑하다서 치타. 사랑하지 않다서 미치타고. 미워하다서 몽다. 미워하지 않다서မမုန်းတာပေါ့နော်ခါချမ်းဆိုတာ the best ပဲအကောင်းဆုံးပဲခါချမ်းဂျုံကိုရှိတာအဲ့တော့စာရန်ဟာဂျီအန်ကိုမီဝဟာဂျီအန်နုံကိုရှိခါချမ်းဂျုံကိုရှိတာကိုရီးယားလိုက်မှပြီးလို့ရှင်ပြန်ပြောကိုရီးယားပြည်သက်တွေဆိုတော့လေဘုန်းကြီးကအဲ့ဒါပေါ့မနစ်ကစပြီးတော့မနေ့ကဟောသွားတဲ့နောင်တော်ကြီးဟောဆရာတော်နောင်တော်ကြီးကဘုန်းကြီးကိုမန္တလေးမှာတင်ပေးလိုက်တရားပွဲသာသနာ2005ဓမ္မယုံပြိဿအပြည့်ကြီးပဲကြောက်စိမ့်တန်းဖွဲ့တွေအဲ့ကစားပြီးတော့အဲ့မှာဒီတရားလေးဟောပေးလိုက်တယ်အဲ့မှာကိုရီးယားဆရာတော်လေးဆိုပြီးတော့အဲ့မှာလိုက်ပြီးတော့ရှာပြီးတော့တရားပွဲတွေဒီနေ့ရောက်တဲ့နားကိုမနာတနေ့ကကြိုင်မယောကပြန်လာတယ်မနေ့ကထိုင်ဦးဒီနေ့ဒီပွဲမနေ့ကပြီးကိုဆက်ကြွအောင်အဲ့ကိုရီးယားဆရာတော်လေးဆိုပြီးတော့နည်းနည်းနာမည်ဟိုဘက်မှာကြီးနေတာပေါ့နော်ကြီးတော့ကိုကလည်းအရှိန်နဲ့လက်ရတာကိုရီးယားစကားလုံးတွေထည့်တယ်ပြောရတာကြားထဲမှာမပါရင်ကိုရီးယားဆရာတော်လေးမဟုတ်မှာဆိုလို့ဒီကိုတော့ပုံမှားရိုက်တာလားလို့ကိုရီးယားပေါ့ပူလာဖြစ်တော့လှုပ်ရှားတဲ့ခစ်ကြီးဆိုတော့လေလှုပ်ရှားတဲ့ခစ်ကြီးဆိုတော့တော့လှုပ်ရှားတဲ့ထင်မှာဆိုလို့ကိုရီးယားစကားလုံးတွေပြောပြတာပါတယ်လို့ကိုရီးယားလို့အဲ့ဒါပေါ့မမိတော့စာရန်ဟာဂျီအန်ကိုမီဝဟာဂျီအန်နုံကိုရှိ
Kajan Jung Goshida Saran Haji Ango Machipu Mio Haji Ango Mamongu Machimamona a consume consume. You know, boy, no Diana played that time. A chis as a galon, Biomas in Lungarina Pata de Lutina, Luigi de Le Sambare, Hovula, Luigi de Le Chibubare, Luigi de Le Mombubare, Mochibu Mamombula, Chibu Momurabe. The Gaji de Chibuyelas, the Chibubare, Beadamaji de Chibuyelas, the Chibubare, Chiluno be the loud Midazu a dime one pillar that abo. Soroga, a day you umali, Nakalata, the Luromatuin, a chica, a Mumushirao. A chica, a Mumushira, the Alum Chipuja Rabe. Chile Chibuja Vare, Monle, Mombuja Vare, Muli Tide Sanadi, Lanley, a day leading a pump for Razor. Titiawum, Pompo Benida Lalo. Lampion, Pankin at the Gamagal, a day leave a king. Machimamon looks samba, no? Ero Chile Chibuja Vare, Monle, Mombuja Vare. Alongale, Chile Chipuja, Mole Mumbuja, the Gaile Chipuja, Varadamai, Chipuja Vare. So the Gaida Maido, Majim Mare, Chitan and Mona, Park on the lake. GP, not GP, Uriadi Baba Madiquia. Chitan and Mona, Park on the lake. A bar look up only in River. Malay Mano, Takamai deals of Puebi at Chita Kaune Veloda. Takamai Hoela, Miao, Chita Kaune Piara. To the Pujara. Chitan and Mona Park on the lake. Kaune Lily Piansin Lally. Chitane Mona, Papa Macomba. Chi in Leve, Chita Leo Kanzaya Vare, Moyan Leve, Mona Leo Kanzaya Vare, Chile Chipuja Rabe. Monle Mumbuja Rabe. They chillin, they beat or Kanzare, they molo in, they beat or Kanzayare. Daja Mesa Viashing up Yora, the message I did in Aroma. Abi ye, the Miogo do go be we be yogo do code. Abi ye, Machiminate that door, Yawa, Machiminate that Webo Gurune. The Mayogo, I do the wash in Renit and Yajin, the leve, do cosin Yajin Bavidi. Be a chicken that so much weather, a watch chicken that so much weather, Pogurune. We by yogo, the question where Quayajin the level to cause agent Babidi. Chita leve doka, Mona leve doka, so Nabudonga, Tokave, Alon doka tissa. Dame Budus in the Bawali, Koga Chilayara, Gogo a chicken layara, Dabelugina. Koga Magina and Goga Mona Yara. No, Gogo Mondo and Leve, Machina Chab. Udus in the Bawa, Koga Chilayara, Koga Mona Yara, Tali Uchina Jare, Koyu Jare, Koga Chilay Chin Apian, Chichin Apian Brede, Vale, Suro, Condala Suro Leve, a chit girane, a mia, Pimane, a chichi, a pichide, a chichi and Bajile, a monji, a shonji, a monji and Bajile. Chitale Macom, Mona and Macom. They gin let they a bit pit there, they moon let they a show me pit there. Tajamlo, Machima moment in a Juza, Arali Pura. They gone as a ga, Chitan and Mona, so Tanyos in Ubia. Chitan and Mona Vale. Chita let Tanyos in Mona let Tanyos in Mere. Tanyos in so be so in a calm account of Woody. Tanyos in so 20 hours, chip check hadas, chip checks of Tanyos in attachment. Daja Moino Korea Salito Papure, Edima. Ludia Galide Mungun was re, National Flowers for a muda panli with Tibiro Mona, Tiluale. Mona Gaja, Deepanli, Mona Gaja, Deepan about the day, and Nani, Deepan about the day, a young cine, Twin Yaramatua, Moni Rabe. Ero Momi, Beniamabe, Beniamabe, Shishi, Beniamabe, Kanza, say them out. Tokari Pinida, Cositemo, in Pulonida. Ero Dilua, the family would moan Nida, so depan the boa let tweet and yara, a licha powder pansroli, Tuma, depaling would do it to them, moan widow Nino, Sitema, Kanzaniara, Dane, Danido to say a dear with Tobido media, say, General Depan, but the video total Kanzare, say I. Depan, but Davy, Depan will mean I mean I know Yenema, Mondia River to Nevare, Depan Ligo, Jiran, no Yenema, Kanzamu, to Nevare. Deacons actually pure beyond on, Deacons actually Tata, say a Genovo,
နီးလေးရှိရင်ပေးပါဆိုပြီးသူ့ဆရာရှိသွားပြီးတော့အကြံဉာဏ်တောင်းအဲ့တော့ဆရာကဘာပြောလဲဆိုတော့ငါတပည့်မင်းဒီပန်းလေးတကယ်တမ်းကျတော့ဒီပန်းလေးကိုမင်းမုန်းနေလို့ဖြစ်တာတကယ်တော့မုန်းပြီဆိုရင်ကွာလူရဲ့သဘောကမုန်းပြီဆိုရင်အဖြစ်ပဲရှာတော့တာမုန်းရင်ဘာရှာလဲဟုတ်တာပေါ့လူတွေမချစ်ဘူးဆိုရင်လေတယောက်နဲ့တယောက်မုန်းနေပြီဆိုရင်ဒီလူဘာပြောပြောအကောင်းမမြင်တော့တာမုန်းပြီကိုမုန်းနေပြီမကြိုက်ဘူးဆိုရင်ကောင်းကိုရှာမကြည့်တော့ဘူးစိုးကွက်ကြီးပဲရှာတော့တာစိုးကွက်ရှာကြည့်ပြီဆိုရင်အကုသိုလ်စိတ်နဲ့အရင်ကြည့်တာပဲအာယောနိသောမနတိကာရဆိုတာအကုသိုလ်စိတ်အကုသိုလ်အဖြစ်လွယ်တာပဲဒါကြောင့်မုန်းပြီဆိုရင် तू ကမကောင်းတဲ့အကွက်တွေပဲရှာကြည့်နေတာဆိုတော့မင်းကွာဒီပန်းကိုမုန်းတဲ့အတွက်မကောင်းတဲ့အကွက်ကိုပဲရှာကြည့်တတ်တာဖြစ်တဲ့အတွက်ပြောင်းမြန်အနေနဲ့ဒီပန်းလေးရဲ့ကောင်းကွက်ကိုရှာပြီးတော့ချစ်တတ်အောင်ကြိုးစားကြည့်ပါလားဆရာကအကြံပြုလိုက်တယ်ဒါနဲ့ तू ကဒီပန်းလေးကိုချစ်တတ်အောင်ဆိုရင်ပန်းလေးရဲ့ကောင်းကွက်လေးပန်းလေးရဲ့အယောင်အဆင်းလေးတွေပန်းလေးရဲ့အနတ်သက်လေးတွေကို तू တမျိုးပြောင်းပြီးခံစားကြည့်လိုက်တယ်ခံစားကြည့်လိုက်တော့အစပထမတော့ခက်တာပေါ့မုန်းရာကနေချစ်အောင်ကြိုးစားခက်တယ်နော်မကက်ဘူးလားဟုတ်တယ်တော်တော်ခက်တယ်တော်တော်ပြန်ပြီးတော့ကောင်းကွက်ကိုရှာပြီးတော့ကြည့်မှဒါနဲ့ तू လည်းပန်းရဲ့ကောင်းကွက်လေးတွေကိုရှာပြီးတော့မုန်းနေတဲ့ပန်းလေးကိုချစ်တတ်အောင်ကြိုးစားတော့တဖြည်းဖြည်းချစ်တတ်သွားတယ်ဘာဖြစ်သွားလဲချစ်တတ်သွားတာချစ်တတ်သွားတဲ့အခါကျတော့ဘာဖြစ်လဲအချိန်တိုင်းကိုဒီပန်းကိုတောင်းတနေတော့တာချစ်တတ်သွားပြီဆိုရင်လေချစ်နေသိတ္တိရတာပဲချစ်နေသတိမရဘူးလားညီငယ်ညီမငယ်ပိုတိတာပေါ့ဘုန်းကြီးတို့ကတော့မချစ်ဘူးပါဘူးဘုန်းကြီးဆိုတော့ဘုန်းကြီးဆိုတော့ချစ်ဘူးမခံစားဘူးခါတော့ခံစားဘူးတယ်စွန်းတပိတ်နဲ့လေတပိတ်နဲ့စွန်းခံစားဘူးတယ်ကျန်တော့မခံစားဘူးပါဘူးအဲ့တော့လေချစ်ပြီဆိုတော့အချိန်တိုင်းသတိရနေတာတွေ့တဲ့နေရာတိုင်းမှာဒီပန်းလေးကိုမျောလင့်နေတာပဲဒီပန်းလေးတို့အိမ်မှာစိုက်တယုတရနဲ့ဒီပန်းကိုမရှိရင်ဘယ်သူမနေတတ်တော့ဘူးဖြစ်သွားပြန်ရောဖြစ်သွားပြန်ရောမုန်းတော့ကလည်းမုန်းတဲ့အလျောက်ချစ်တော့ကလည်းချစ်တဲ့အလျောက်သူသိပြီးတော့ခံစားသွားတာခံစားတော့သူသဘောပေါက်သွားတယ်ကဲတောရတ္တဖြစ်သွားတယ်တဲ့ကဲတောရတ္တဆိုတော့ကိုရီးယားလို့ဆိုရင်ဉာဏ်ပွင့်သွားတာ become bright his mind ဆိုသူဉာဏ်လေးပွင့်သွားတာသူသဘောပေါက်သွားတယ်ဩငါဘဝကလည်းပဲဒီပန်းကိုမုန်းတော့ကလည်းမုန်းတဲ့အလျောက်ခံစားလိုက်ရတာအခုငါဒီပန်းကိုချစ်တတ်လာတော့လည်းပဲချစ်တဲ့အလျောက်သိပြီးတော့ခံစားရပါလားလောကကြီးကမကောင်းပါလားချစ်တာနဲ့မုန်းတာအဲ့ဒီမှာသူသဘောပေါက်သွားလောကကြီးကမုန်းတော့ကလည်းမုန်းတဲ့အလျောက်ခံစားရပါတယ်တဲ့ချစ်တော်လည်းပဲချစ်တဲ့အလျောက်ပင်ပန်းရပါလားသူသဘောပေါက်သွားတယ်အဲ့ဒါနဲ့နောက်ဆုံးသူကမချစ်မမုန်းပဲနေနေအောင်ကြိုးစားလိုက်တော့တယ်အဲ့တော့ပြောချင်တာပြိဿရေသိပ်ပြီးတော့ချစ်လို့ရှိရင်လည်းပဲသိပ်ပြီးတော့ခံစားရတယ်တဲ့သိပ်ပြီးတော့မုန်းရင်လည်းပဲသိပ်ပြီးတော့ခံစားရတာဖြစ်တဲ့အတွက်ကြောင့်လေကိုယ့်ရဲ့စိတ်ထဲမှာဒီအချစ်အမုန်းလေးတွေကိုရှောင်ပြီးတော့နေနိုင်မယ်အချစ်အမုန်းလေးတွေကိုရှော့ချနိုင်မယ်ဆိုရင်သိပ်ပြီးတော့ကောင်းတာပဲသိပ်ပြီးတော့တန်ရုံးစင်ဖြစ်တာပဲဘုန်းကြီးကဒီတရားလေးကိုဘာကြောင့်ဟောရတာလဲဆိုတော့ဘုန်းကြီးတို့မေတော်ကြီးတွေဘုန်းကြီးတို့အတိုင်းဝိုင်းမှာရှိတဲ့ဒကာကြီးဒကာမကြီးတွေဒီနေ့ဝေတဲ့စာအုပ်လေးကိုဘုန်းကြီးကအမီးစမ်းလေးပေးလိုက်တော့ဒကာမကြီးကယင်းထဲမှာသိပ်ပြီးတော့ခံစားရတာအချစ်နဲ့ပတ်သက်ပြီးတော့အချစ်နဲ့ပတ်သက်ပြီးတော့တန်ရုံးစင်ကိုဗျာတန်ရုံးစင်ကိုသိခံစားရတော့ဒါလေးတွေဖတ်လိုက်တော့စိတ်ထဲမှာတက်တောင့်တက်တာရသွားတယ်ဒီလိုပဲတချို့အချစ်မုန်းကြောင့်အပြစ်အရှုံးတွေများပြီးတော့ဒုက္ခတွေပွားနေကြတဲ့ဘုန်းကြီးတို့စီတော်မျိုးတော်တွေပြောရင်ပြောနေကြဗျာလေးဆန်သွားတယ်နော်အချစ်အမုန်းကြောင့်အပြစ်အမုန်းတွေများပြီးတော့ဒုက္ခတွေပွားနေကြတဲ့စီတော်မျိုးတော်တွေတွေ့ပြီးတော့ပထမဟောမဲ့တရားအစီအစဉ်ကိုဖျက်ပြီးတော့ဒီတရားလေးဟောပေးတာဒီတရားလေးဟောဖြစ်သွားတာပေါ့နော်ပထမတော့ဒီတရားမဟုတ်ပါဘူးတခြားတရားကောင်းစဉ်လေးနဲ့ဟောပြီးဖို့ပါပဲအဲ့တော့အခုစာအုပ်လေးလည်းဝေထားပြီးသားဆိုတော့ဒီတရားလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမယ်ဟောပေးမယ်ဆိုပြီးတော့ဘုန်းကြီးကဒီတရားကိုရွေးချယ်လိုက်တာမချစ်မမုန်းအကောင်းဆုံးဟုတ်တယ်သိပြီးတော့ချစ်ရင်လည်းသိပြီးတော့အပြစ်ကြီးတာပဲတဲ့သိပြီးတော့မုန်းရင်လည်းပဲသိပြီးတော့အရှုံးကြီးတာဒါကြောင့်မလို့ဒီကြားတဲ့ကိုချပြီးတော့နေပါမချစ်ပဲနဲ့နေမမုန်းပဲနဲ့နေအဲ့ဒါဆိုရင်တတ်တာတဲ့ဒီတော်တွင်ပါလေဒါကြောင့်အချစ်အမုန်းကိုရှောင်ပြီးနေတဲ့ဘဝချမ်းသာပါတယ်တဲ့ချစ်ခြင်းမုန်းခြင်းနှလုံးသွင်းမှာအချစ်များကအပြစ်များ၍အမုန်းများကအရှုံးပွား၏ချစ်ခြင်းမုန်းခြင်းရှောင်ခြင်းကင်း၍မေတ္တာနှလုံးသို့မဟုတ်ဥပိ္ပခာနှလုံးကျင့်ငါသုံးသည့်အဖြူစင်ဆုံးဤကျင့်တုံးကအပြစ်လည်းကင်းအရှုံးကင်းမြမချင်မမုန်းအကောင်းဆုံးဒီကြပြလေးတို့ဆက်ပေးထားတာချစ်ခြင်းမုန်းခြင်းနှလုံးသွင်းမှာအချစ်များကအပြစ်များ၍အမုန်းများကအရှုံးပွား၏
ချစ်ချင်းမုန်းခြင်းရှောင်ခြင်းကင်း၍မေတ္တာနှလုံးကျင့်ငါသုံးသည်အဖြူစင်ဆုံးဤခြင်းထုံးကအပြစ်လဲကင်းအရှုံးကင်းမည်မချင်မမုန်းအကောင်းဆုံးဒီဆိုကြည့်ကြအောင်ချစ်ချင်းမုန်းခြင်းနှလုံးသွင်းမှအချင်းများက